ရန်တန်တန်တန်ကုနေတဲ့သူတွေမှာတင်းတိတ်ပါတယ်နော်အဲ့ဒီတင်းတိတ်တွေကိုဖြစ်လာပြီဆိုလို့ရင်လေအများတို့လူတွေအများစုကရန်တန်မှန်တန်ကိုကူကြတာဘာလို့လဲဆိုတော့ဒီတင်းတိတ်တွေကပို့ပြီးတော့ဆိုးလာမလားပို့ပြီးတော့မဲလာမလားအဲ့လိုမျိုးဖြစ်ဖို့ထက်ပေါ့နော်ကို့မှာရှိတဲ့တင်းတိတ်ကဘာကြောင့်မို့လို့ဖြစ်တာလဲဆိုတာအရင်ဦးဆုံးသိဖို့လိုတယ်တော်တော်များများကကြတော့အသားရည်6သိန်းလို့ဖြစ်တာများတယ်နောက်တစ်ခုကနေလောင်တန်တွေကြောင့်ဖြစ်တာများတယ်အဲ့ဒီတွေအများတို့တွေကနိုင်ရစီနမိုက်ဆိုတဲ့အရာကမျက်နှာမှာရှိတဲ့ဒီတင်းတိတ်တွေအမဲဆက်တွေကိုတိတတရာကြီးရော့ပါသွားသေးတယ်ဆိုတော့လူတိုင်းနီးပါးသိကြတယ်ဒါပေမဲ့ကိုတုံးလိုက်တဲ့နိုင်ရစီနမိုက်မှာပါဝင်မှုရာခိုင်နှုန်းတွေအများကြီးရှိတယ်ကိုယ့်ရဲ့အသားရည်ကခံနိုင်ရရှိရလားခံနိုင်ရမရှိဘူးလားဆိုတော့ကိုကသိဖို့အရေးကြီးတယ်တချို့ကကြတော့လေအသားရည်ကခံနိုင်ရရှိမှန်းမရှိမှန်းမသိဘူးနိုင်ရစီနမိုက်ကတင်းနဲ့ပြောက်တယ်ဆိုပြီးတော့ဇွတ်တွေဝဲသုံးကြတယ်အဲ့ဒီချိန်မှာနိုင်ရစီနမိုက်ကပြင်းအားများတာရဲ့ကိုယ့်ရဲ့အသားရည်ခံနိုင်ရမရှိရတဲ့ဓာတ်သွားထိမယ်ဆိုလို့ရင်အသားရည်ကပူပြီးတော့အပူလောင်သွားတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီတွေကိုယ့်ရဲ့အသားရည်က6သိန်းလို့ဖြစ်တာဖြစ်များတယ်နေလောင်တဲ့နေကြောင့်ဖြစ်တာဖြစ်များတယ်နောက်တစ်ခုကကြတော့ပိုဆိုးသွားတာကတင်းတိတ်ပြောက်စေနောက်ကိုလိုက်ပြီးတော့ဖြစ်တာအရန်များတယ်တင်းတိတ်ဆိုတဲ့အရာကဘတ်တော့မှအခုမပြောက်ပါဘူးအချက်လိုက်လည်းမကွာကြပါဘူးတဖြည်းဖြည်းနဲ့အယောင်တွေမင်းမိန်စေတာပါအဲ့ဒီအတွက်အကြံပေးချင်တာကတော့နိုင်ရန်စီနမိုက်ကိုပေါ့နော်ကိုရသားတွေကဘယ်ထဲမှာပါဝင်လဲဆိုတော့ကိုမသိဘူးနိုင်ရန်စီနမိုက်တွေလည်းမရွေးတတ်ဘူးဆိုလို့ရင်နော်နိုင်ရန်စီနမိုက်အနည်းဆုံးပါလေးရွေးချယ်ပြီးတော့သုံးပေးပါအညရဲ့ဗီနာကဲစီရန်လေးကကျတော့နိုင်ရန်စီနမိုက်ပါတယ်ဒါပေမဲ့အညတို့က all skin type သုံးလို့ရအောင်နိုင်ရန်စီနမိုက်ကို 1.5 ကနေပြီးတော့2 ထိပဲထည့်ပေးထားတဲ့အတွက်ကြောင့်ပေါ့နော်ချက်တော့သုံးပေးလို့ရတယ်ပြီးလို့ရင်အမြက်ကဖန်တနောပါတယ်ဖန်တနောကကျတော့မျက်နှာရဲ့အောက်ဆုံးလွှာဒီကိုရည်တက်ပြေဝဖြည့်ပေးတယ်ပေါ့နော်အတွင်းပိုင်းထဲမှာအစိတ်တော့ညစ်ကြေးဆဲတဲ့တို့သူကအလွယ်တကူဖက်ရှားပေးတယ်အသားရည်ကိုစိုးပြေစေတယ်ဂလက်စတင်ပါရတဲ့ကြောင့်အသားရည်ကနူးညံ့စေတယ်ဗီတာမင် B5 ပါရတဲ့ကြောင့်နေလောင်ထားတဲ့အသားရည်ကိုသူပြန်လဲပြီးတော့ကောင်းမွန်ပြုလုပ်ပေးတယ်ပေါ့နော်ဗီနက်ကန်စီရန်လေးကဗီနက်ကမျက်နှာတစ်လေးရကြတော့ပေါ့နော်ကော်လာဂျင်ပါရတဲ့ကြောင့်အသားရည်ကိုတင်းရင်းစေတယ်ပြီးလို့အိုမီရောင်မှုတံကိုလည်းကာကွယ်ပေးတယ်ဝတ်ချန်နဲ့မဲဆက်တွေကိုအသာပြောက်ကင်းစေတယ်ဒီနှစ်မျိုးလေးတော့သုံးပေးမယ်ဆိုလို့ရင်မိတ်ဆွေရဲ့မျက်နှာကလာပိုင်းတွေမှာအရန်ကိုအသားရည်ကကြည်လင်လာပါလိမ့်မယ်အခုကြည့်နေတဲ့မိတ်ဆွေကတော့ကိုယ့်ရဲ့အသားရည်ဘယ်ထက်မှပါလဲဆိုကိုကမခွဲတတ်ဘူးခံနိုင်ရအားရှိမရှိဆိုတာမသိဘူးနိုင်ရစင်ကဘလောက်ပါဆိုမသိဘူးဆိုရင်တော့ဒီနှစ်မျိုးလေးကိုစမ်းပြီးတော့ရွေးချယ်ကြည့်ပါလို့အိမ်မြတ်ကကြံပေးချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်